3 လ 2025 3လုံးဒီပွဲမှာနော်ဆရာတို့တွေနော်လုံးဝမလဲနဲ့ဩကွက်တစ်ကွက်တဲ့နော်မိတ်ဆွေတို့ဘက်ကနေပြီးတော့ကူညီပေးမယ်နော်မိတ်ဆွေတို့ဆရာတို့ဘက်ကနေပြီးတော့ကူညီပေးမယ်လူချင်းမနဲ့အောင်မြင်ချင်းမပေါက်ချင်းမအားကိုးပါတယ်ဆိုလို့ရှိရင်ဆရာရဲ့ဖုန်းနံပါတ်ကိုမိတ်ဆွေတို့ဘက်ကနေပြီးတော့အမြန်ဆုံးလေးလာဆက်သွယ်လိုက်နော်ကြံခဲ့တဲ့တရက်3လ 2025 894ကနန်းမှာလည်းမရလဲတဲ့ချင်းမဆွေလေးမထိုးလဲတဲ့ချင်းမဆွေလေးကူရောက်ရှိလာမယ်16 3လ 2025 3လုံးဒီကနန်းမှာမိတ်ဆွေတို့ဘက်ကနေပြီးတော့ပေါက်တဲ့ပေါက်ရမယ်ရှားတဲ့ရရမယ်နော်လူချင်းမနဲ့အောင်မြင်ချင်းမပေါက်ချင်ပါတယ်ဆိုရင်ဆရာနောက်ဆုံးနေတဲ့ဆရာရဲ့ဖုန်းနံပါတ်ကိုမိတ်ဆွေတို့ဘက်ကပြီးတော့အမြန်ဆုံးလေးဆက်သွယ်လိုက်ကြံခဲ့တဲ့တရက်3လ 2025 ဆရာကိုနိုင်ရနေပြီးတော့နော်894ကနန်းမှာဘလိုမျိုးတွေလှုပ်ဆောင်သွားတဲ့တစ်ချက်လောက်ဆရာကိုနိုင်ရဲ့เนาะမြန်မာနိုင်ငံသူနိုင်ငံသားတွေကိုကြံခဲ့တဲ့894ကနန်းမှာเนาะဘယ်လိုမျိုးတွေလှုပ်ဆောင်သွားတစ်ချက်လောက်ပြောပြစမ်းပါนี่ครับสำหรับวันที่16กุมภาพันธ์นี้นะฮะมาแล้วสำหรับใครที่เลื่อนผ่านมาเจอคลิปนี้ครับอย่าลืมกดไลค์กดแชร์แล้วก็พิมพ์คำว่ารอนะฮะเดี๋ยวผมมาลงให้เศรษฐีหน้าใหม่อาจเป็นคุณဟုတ်ကဲ့နော်အားလုံးပဲမင်္ဂလာပါဆရာကိုနိုင်ပြောကြသလိုပဲเนาะခုရောက်ရှိလာမယ်16 3လ 2025တော့ကိုသူ့ဘက်ကနေပြီးအကောင်းဆုံးမြန်မာနိုင်ငံသူနိုင်ငံသားတွေကူညီပေးသွားမယ်ပြောသွားခြင်းဖြစ်တယ်ဒါမိတ်ဆွေတို့ဘက်ကနေယုံကြည်ရဆိုလို့ရှိရင်အမြန်ဆုံးနေရာဆက်သွယ်လိုက်